ခုကတော့ခုံးပြောက်လေးပြပေးမှာပေါ့နော်ခုံးပြောက်အရန်လွယ်တဲ့ဒီစင်းလေးနဲ့ပြပေးမယ်နော်လက်တွေညက်တဲ့နီးတွေပါတွေကဒီမှာမူရင်းလက်မနီးနဲ့အဲ့လိုဂျိုင်းမဖောက်ဖဲနဲ့ကိုရီဖရင်ကိုဆွဲထားလိုက်အရှိချမ်းစာရောနောက်ချမ်းစာရောဒီလိုလေးဆွဲထားလိုက်နော်အဲ့လိုပြီးပြီဆိုရင်ဒီပခုံးမြင်းကိုပခုံးဆောင်မြင်းလေးကိုရှည်ရှည်လေးဆွဲလိုက်အဲ့လိုရှည်ရှည်လေးဆွဲလိုက်ပြီးတော့အရှိချမ်းနောက်ချမ်းဒီလိုခွဲထုတ်လိုက်ဆွဲထုတ်လိုက်ပြီးတော့ဒီပခုံးဆောင်မြင်းနှစ်ခုဆက်လိုက်ဒီလိုခောက်လိုက်ပြီးတော့ဆက်လိုက်ကျွန်တော်ကတော့အဲ့လိုဒီဂျိုင်းလေးပါတွေထွင်းမထုတ်ထားဘူးခါတဲ့လက်ကိုတစ်ဆက်ထဲအဲ့လိုယူမမလို့ပခုံးပြောက်ဒီပခုံးပြောက်ခြုံလေးလေးကလေဟောဘေးတွေခိုင်ကြီးဝေးမပေါ်ဘဲနဲ့အရန်ဝတ်လို့ကောင်းတယ်အော်ရှိုးရာပခုံးပြောက်လေတက်တက်ရှိသေးတယ်နော်အော်ရှိုးရာပခုံးပြောက်ကကြတော့နည်းနည်းခိုင်ကြီးဝေးပါတွေပေါ်ခြင်းတယ်အဲ့ဒီပခုံးပြောက်ကြတော့လက်ကပုံမှန်တိုင်းလက်ဆွဲထားလိုက်ပြီးတော့လက်ဖောင်းစာပူရတာဒါကြဒီလိုဖြတ်ထုတ်နေလည်းမဟုတ်ဘူးနော်ညံ့နီးလည်းမတူဘူးအဲ့ဒီပခုံးပြောက်ကြတော့ဒီပခုံးပြောက်ညံ့နီးရကြတော့ပခုံးသားကြီးတွေအဲ့လိုခိုင်ညိုးတွေမမြင်ဘူးနော်ပခုံးသားကြီးတွေညံ့မပေါ်ဒီလိုလေးဆက်ပြီးသွားပြီဆိုအဲ့လိုပခုံးဆောင်မြင်းလေးတိုင်းအဲ့လိုရှေ့ချမ်းနောက်ချမ်းဆက်ပြီးသွားပြီဆိုဒီပခုံးမြင်တာဒီကနေဒီကညံ့လာမလို့ဒီကနေပြီးတော့ဒီကပခုံးစားနှစ်ဖြည့်ယူထားဆိုတော့ဒါပခုံးမြင်းလို့ဖြစ်သွားနော်ပခုံးစားနှစ်မြင်းကိုဒီမှာအဲ့ဒီအမက်ကနေပြီးတော့ဒီဘက်ကိုလက်မနဲ့ဆိုရင်2လက်မစင်တီမီတာနည်းနဲ့ဆိုရင် 2.5 စင်တီမီတာနော်အဲ့လောက်ယူလိုက်လက်မနည်းနဲ့ဆိုရင်လက်မနည်းနဲ့ဆိုရင် sorry လက်မနည်းနဲ့ဆိုရင်2လက်မစင်တီမီတာနဲ့ဆို5 cm 5 cm နဲ့2လက်မနဲ့ဟောရတာချင်းတူတူပဲနော်အဲ့ပြီးပြီဆိုရင်ဒီမြင်းလေးကို2လက်မမြင်းလေးကိုမြင်းမဆောင်အောင်ဒီဆောင်မြင်းဆောင်လေးနဲ့ထောင်းမှန်မြင်းလေးဆွဲလိုက်ထောင်းမှန်မြင်းလေးဆွဲလိုက်ရှည်ရှည်လေးဆွဲလိုက်အရှိချမ်းဘက်ရောနောက်ချမ်းဘက်ရောအဲ့လိုရှည်ရှည်လေးဆွဲပြီးပြီဆိုရင်ဒီမှာဒီဂျိုင်းမြင်းနေတွေ့လားဂျိုင်းမြင်းနေရဲ့အောက်ကို 2.5 အရှိချမ်းရောနောက်ချမ်းရောဂျိုင်းမြင်းအောက်ကို 2.5 ချ2.5 ချ2.5ပေါ့နော်အဲ့လောက်ချလို့ရအဲ့လိုချပြီးဆိုအဲ့ဒီအရှိချမ်းနဲ့နောက်ချမ်းတွေကိုဒီလိုမြင်းတန်းဆွဲအဲ့ဒီချထားတဲ့2.5 ချထားတဲ့မြင်းနဲ့နော်ဆက်လိုက်ရှည်ချမ်းနဲ့နောက်ချမ်းကိုဆက်လိုက်ဆက်ပြီးပြီဆိုကိုကဒီထဲကနေပြီးတော့လက်ရှည်ဘယ်လောက်လိုချင်တော့ပုံမှန်လက်အတူလောက်ဆိုရင်တော့ကျွန်တော်တို့က2လက်မလောက်ထားလို့ရှိတယ်စင်တီမီတာနဲ့ဆိုရင်5စင်တီမီတာထားလို့ရှိရနော်5စင်တီမီတာလက်မနဲ့ဆို2လက်မလောက်ထားလို့ရှိရလက်တူရဲ့ size ဒီလောက်အနေထားဆိုရင်ကွက်တီပဲအရင်လည်းမရှိဘူးအရင်လည်းမတူဘူးပေါ့နော်လိုလေးလောက်ထားပြီးတော့ဒီကုန်းတော့ဂျိုင်းအမက်ကနေပြီးတော့ဒီဟာလဲထောင်းမှန်မြင်းလေးဆွဲထားလိုက်အဲ့မြင်းလေးတိုင်းနေဒါအပေါ်ရောအောက်ရောဖောင်းမဲ့ဒီဇိုင်းမလို့ဒီလိုယူရနော်အပေါ်တင်ဖောင်းပြီးတော့အောက်ကမဖောင်းမှုဆိုရင်အော်ရှိုးသားယူတဲ့နီးတိုင်းယူလိုက်မယ်ဒီကကျတော့အပေါ်ရောအောက်ရောဖောင်းတဲ့ခုံးပြောက်နီးကိုဒီနီးနဲ့ယူရင်အရင်လို့တော့ဂျိုင်းလေးပါဆက်ရလဲအဆင်ပြေတယ်နောက်ကျတော့အရှိလေပင်ကိုကျတော့ဒီရင်နှုံမြင်းရှေ့ရင်ကြမြင်းနဲ့ရင်ကြရင်နှုံမြင်းလို့ခေါ်တော့အစတော့ကျွန်တော်ပထမတော့ပြောဘူးတယ်တချို့ကြလဲရှင်ကျေမြင်းလို့ခေါ်ကျွန်တော်တို့ကျရင်နှုံမြင်းလို့ပဲခေါ်ဒီရင်နှုံမြင်းနဲ့ရှေ့လေပင်ကိုယူမယ်နောက်ချမ်းကိုကျတော့ဘယ်လောက်ချမလို့ဆိုတော့ဒီမှာလေပင်သူ့ပုံမှန်ချနေကြလေပင်အောက်ကို2လက်မခွဲเนาะအဲ့လောက်ချဒါဆိုရင်ကျွန်တော်2လက်မခွဲဆိုတော့အဲ့မှာ6စီရလောက်ချလိုက်မယ်အဲ့လောက်ချလိုက်ပြီးတော့ဒီမှာတောင်းမှန်လေးအဲ့ဟာနေပြီးတော့တောင်းမှန်လေးဆက်လိုက်ဒီမှာပုံမှန်တိုင်းအရင်လက်မနီနဲ့ဆွဲပြထားတယ်လို့ပဲနောက်ချမ်းတော့ကအပွားတစိတ်ခွဲအောက်ကနော်ခါမြန်းနေပြီးတော့4စိတ်နော်အဲ့လိုခါမြန်းနေပြီးတော့4စိတ်နှုတ်တဲ့ပြီးတော့တစိတ်ခွဲနဲ့4စိတ်နဲ့ကိုဆက်တာနောက်ချမ်းမဟအောင်လို့စားတဲ့မြင်းလေးကနေပြီးတော့ဒီမှာတောင်းမှန်လေးဆွဲလိုက်ဒီမှာတောင်းမှန်နဲ့ဒီမှာခုနကတော့2လက်မဝင်ထားတဲ့မြင်းမှန်နဲ့ဒီလိုမှဆက်တဲ့နေရာကနေပြီးတော့ဒီမှာဂျိုင်းမြင်းအောက်ကို
2.5 ချထားတဲ့ဟာနဲ့ဒီမှာလာဆက်အဲဒါနောက်ချမ်းချိုင်းပေါက်ဖောက်ပြီနော်ဒီမှာအဲ့ဆိုရင်ဒီလိုအတန်းကနေပြီးတော့ဖြစ်တယ်ဆိုရင်နည်းနည်းလေးဝတ်လို့ပိုးကောင်းလို့ဒီအောင်နားလေးကိုဒီမှာ3ပုံတပုံစာလောက်ပေါ့နော်ခမန်းကြီး3ပုံတပုံစာလောက်ကိုဒီဘက်ကို4စိတ်လက်မနဲ့ဆိုရင်4စိတ်နော်4စိတ်စာလောက်ဒီဘက်ကို4စိတ်စာလောက်ဒီဘက်ကိုလည်း4စိတ်စာလောက်အဲ့ဒီမြင်းအတန်းကနေပြီးတော့4စိတ်စာလောက်ကိုမြင်းလေးရှည်ရှည်လေးဆွဲပါမယ်နည်းနည်းလေးခက်ရှည်ရှည်လေးဆွဲဒီပေါ်မှာကျတော့မဟအောင်လို့2စိတ်စာလောက်နော်နောက်ချမ်းမဟအောင်လို့2စိတ်စာလောက်ညံအဲ့ဒီ2စိတ်စာလောက်နဲ့ဒီဟာလေးနဲ့ပေခွေးလေးနဲ့ဒီချိုင်းဒီမှာနော်ချိုင်းမြင့်အောက်ကို 2.5 cm လက်မနဲ့ဆိုတစ်လက်မချထားတဲ့ဟာကိုအဲ့ဒီဟာနဲ့ခုနဒီမှာအစုံမတ်နဲ့လာဆက်နော်မြင်းရှင်းလာတော့မသိဘူးကျွန်တော်ပြောပြအဲ့လိုမရှင်းဘူးဆိုလည်းမေးလို့ရတယ်နော်ဒီမှာမြင်းလေးလည်းတေချာဆွဲပြထားဆိုတော့ဒီလိုလေးဆက်လိုက်ဒီမှာက2စိတ်စားထားတာနဲ့ဒီမှာ4စိတ်စားထားတာနဲ့ဒီလိုလေးအဖြောင်လေးဆက်လိုက်ဒီမှာကျတော့အောက်နားလေးကျတော့ဒီလိုကပ်လေးနဲ့ဝိုင်းလိုက်ပေါ့ဒီလေးနော်အဲ့ဆိုရင်ကိုယ်တွေပဲလက်ဖောက်ပြီးဒါဆိုရင်လက်ဖက်တွဲရမှာလည်းမညီဘူးမဖြစ်တော့ဘူးဒီမှာဒီလိုလေးဟိုဘက်ဒီဘက်တိုင်းလေးဖောက်ရဆိုရင်နော်အရှည်ချမ်းမှာကျတော့ဘယ်ကနေဖောက်မလဲဆိုတော့ဒီမှာရှည်ချမ်းကျတော့ရင်နှုံမြင့်ကနေပြီးတော့ဒီမှာခုနကတော့တလက်မချိုင်းမြင့်အောက်ကိုတလက်မချထားတဲ့ဟာနဲ့လာဆက်နော်သူလဲဒီလိုမြင်းဖြောင်လေးပဲဆက်လိုက်ဖြောင်လေးတိုင်းဆက်လိုက်ကိုကလေဘင်းကိုလေးနည်းနည်းလေးကျဲကျင်နေဆိုရင်ဒီဟာကိုဒီရင်ကွာမြင်းကနေပြီးတော့ဒီဘက်ကိုနည်းနည်းလောက်ရွှေ့လိုက်လို့ရတယ်နော်ဒီပခုံးကမြင်းတိုင်းအတန်းမလာပဲနဲ့ဒီဘက်ကိုနည်းနည်းလောက်ရွှေ့လိုက်လို့ရတယ်ရွှေ့တယ်အောင်လို့ကျွန်တော်ရွှေ့ပြလိုက်မယ်နော်ဒီမြင်းတိုင်းမယူတော့ပဲနဲ့ဒီဟာကိုမြင်းတိုတိုင်းထားလိုက်နောက်ကျမှဒီဘက်ကိုရိုင်းလိုက်မယ်လောက်ရွှေ့ရမလဲဆိုကိုဟိုက်တာကြိုက်တဲ့လောက်ရွှေ့ပေါ့နော်အဲ့ဒါပုံမှန်မရှိဘူးကျွန်တော်ဒီကနေပြီးတော့သူမြင်းကတလက်မကွဲလောက်ရှိတဲ့ဟာကိုကျွန်တော်ကနောက်ထပ်လက်မဝက်ပိုးရွှေ့ရတော့2လက်မလောက်ရှိမှာပေါ့နော်အဲ့2လက်မလောက်နဲ့ခုနချိုင်းမြင်းအောက်ကို1လက်မချထားတဲ့အမှတ်နဲ့ဒီမှာလာဆက်ပြီးဆိုခုနလိုပဲဒီဘက်ကိုလည်း2စိတ်ဒီဘက်ကိုလည်း2စိတ်မဟအောင်လို့နော်ပြီးတော့ဒီဟာကိုကျတော့6စိတ်စီလောက်သူ့ကျတော့နောက်ချမ်းထည့်ပိုးပြီးတော့ချမယ်နောက်ချမ်း4စိတ်ပဲချတာနော်ဒါကကျတော့ဟို6စိတ်ဒီလောက်2စိတ်စီပိုးဝိုက်မှာပေါ့နော်ဒီလိုလေးပြေးလေးဝိုက်မယ်ဒါကတော့2ဆင့်ဝိုက်ပေါ့အဲ့လိုပြီးပြီဆိုရင်ဒီမှာဒါလေးတိုင်းကလေးနဲ့လိုက်တယ်လေးဆက်လိုက်အရှိချမ်းမှာကျတော့လေဒီဟာကမြင်းတိုင်းဟောလုံးမယ်ဆိုရင်နည်းနည်းလေးလွဲချုံမှုလေးတွေဖြစ်တယ်ဒါလေးကိုပေတန်းလေးနဲ့ပြန်တိုင်းကြည့်ပေါ့ဘလောက်ရှိနိုင်လို့ရှိဒီဘက်ချမ်းရှိတဲ့လောက်ကိုဘက်ချမ်းပြန်ထားလိုက်ပေါ့ဒီလောက်မှာကွက်တည်ပဲနော်ဒီလောက်အမှတ်နဲ့အဲ့ဆိုရင်ဒီမှာနောက်ချမ်းအဖြေနဲ့ဒီခုနကတော့ဒီပခုံးစာနှစ်မကနေပြီးတော့ဒီဘက်ကိုနှစ်လက်မဝင်ထားတဲ့မြင်းကိုတောင်းမှန်လေးဒီပခုံးဆောင်မြင်းတိုင်တောင်းမှန်လေးဆွဲထားတဲ့ဟာနဲ့ဒီခုနအမှန်နဲ့ပြားနဲ့ပြေလေးလိုက်ဆွဲလိုက်အဲ့ဆိုရင်ဒီမှာကိုရဲဆိုရင်ကိုရဲချိုင်းဘောက်ကဒီဟာအဲ့မှာညက်ထုတ်လိုက်နော်ဒီဟာကကျတော့လက်ရဲ့white တဲ့ဟိုချိုင်းဘောက်နော်ဒီဟာမရှိတော့ဘူးအဲ့ဆိုဒါမရှိတော့ဘူးနောက်ချင်းဆိုရင်လည်းဒီတိုင်းလေးဒါကိုရဲ white လေးချိုင်း white ဒါကလက်ရဲ့ white ဒါကိုရှေ့ချမ်းလို့မှတ်ဒါကိုနောက်ချင်းလို့မှတ်လိုက်နော်အဲ့လိုပြီးပြီဆိုရင်ဘယ်ကနေညက်ထုတ်ရမလို့ဆိုတော့ဒီမှာကျွန်တော်ကအတူပဲဆွဲပြထားဆိုတော့အရှိဆွဲခြင်းတယ်ဆိုလဲဒီကနေပြီးတော့လက်အောက်ထိဖောင်းမှဆိုရင်ဒီကနေတစ်လျှောက်ဒီကနေပြီးတော့ဒီပခုံးစားနှစ်မက်ကနေပြီးတော့အောက်ကိုသူ့လက်အရှိတဲ့လောက်ယူလို့ရတယ်နော်ဒီကနေပဲတိုင်းရမှာနော်ဒီကနေတိုင်းလို့မရဘူးဒီကဘာလို့ဆိုတော့ဒါကပခုံးစားဒီလေဘင်းတွေဘာတွေမဟိုက်အောင်လို့ပခုံးမှာတင်းတင်းလေးဖြစ်တဲ့အစားနော်အဲ့ဒါကြောင့်ဒီပခုံးကနေပြီးပုံမှန်လဲပခုံးဆောင်းကနေပြီးတော့လက်ရှိဆွဲရမှာနော်ခုလဲအဲ့လိုသဘောမျိုးပဲဒီပခုံးစားနှစ်မက်ကနေပြီးတော့အောက်ကိုကိုလိုချင်တဲ့လောက်အရှိယူတရောင်စစ်ထိကြိုက်တဲ့ဆိုတော့တရောင်စစ်ထိဒါကတော့ကျွန်တော်အတူဆွဲပြရမလို့ဒီမြင်းကနေပြီးတော့အောက်ကိုနှစ်လက်မ
နှစ်လက်မလောက်ခွဲထုတ်ပေးထားနော်အဲ့ပြီးပြီဆိုရင်ခုနတောင်းမှမြင်းလေးရှည်ရှည်လေးဆွဲထားတယ်နော်အဲ့ရှည်ရှည်လေးတိုင်းပဲဟောဖြစ်မှာဒီဟာကိုမညက်သေးဘူးဘာလို့ဆိုတော့နောက်ကျတော့ဒါကတွန့်စာတွေပါမပါသေးဘူးလေနော်တွန့်စာတွေပါထည့်အောင်တွန့်စာတွေထည့်ရမယ်ဆိုတော့ဘယ်လိုထည့်ရမလဲဆိုတော့ဒါလေးကိုအရင်ဆုံးညက်ထုတ်လိုက်ရပြီနောက်အရှိချမ်းတော့အရှိချမ်းကိုကြတော့ဒီမှာဟိုလေဘင်းတွေပါတွေစားမပြသေးဘူးလေဘင်းကိုကဘယ်လောက်ဟိုက်မလို့ဟိုက်တဲ့လောက်ကိုအရှိကိုဘယ်လောက်ချောင်းမလို့ပုံမှန်ဆိုရင်တော့ဒီကနေပြီးတော့3စိတ်ဒီဘက်ကိုလည်း3စိတ်အဲ့လောက်လေးလုပ်လို့ရတယ်လေဘင်းကြဲကြဲဖောက်ရင်ပို့ပြီးတော့စားပါတော့ဒီလိုလေးကိုကဒီအောက်ကိုဖူရှိတ်လုံးမလားကာကြီးကုန်းလုံးမလားကိုကြိုက်တယ်လို့လုပ်ဒါကတော့ကာကြီးကုန်းလေးလုပ်ပြလိုက်မယ်နော်ကာကြီးကုန်းလေးဒါလေးကတော့ကာကြီးကုန်းလေးလုပ်ပြလိုက်နော်ဘယ်လောက်ရဲလို့မရှိဘူးကိုပိုက်ကိုကြည်ကောင်းတော့နေထားလောက်ကိုဝေရဲလောက်ချလို့ရတယ်နော်အဲ့ဆိုတော့ကျတော့ဒီမှာညှက်ထုတ်လိုက်မယ်နောက်လေပေးရလဲဒီဟာပဲနဲ့ညှက်လိုက်မယ်ပခုံးဆိုရင်လည်းဒါနဲ့ပဲညှက်လိုက်တော့မယ်ဒါဆိုရင်ဒါခုနကပခုံးယူထားတယ်မြန်ဒါဆိုရင်တရားနဲ့ညှက်လိုက်လို့ရတယ်အဲ့လိုမညက်ခင်ကိုတစ်ခါတည်းတွန့်စာလေးယူပေးမှမလို့ကျွန်တော်မညက်ခင်ကိုဒါလေးနဲ့အရင်ဆုံးဟောပြမယ်တွန့်စာဘယ်လောက်ယူလဲဆိုတော့ဒီကနေပြီးတော့3လက်မဒီဘက်ကနေလည်း3လက်မစုစုပေါင်း6လက်မပုံမှန်အနေထားဆိုရင်ထားတယ်6လက်မအနည်းဆုံးထားတယ်ပေါ့နော်ကိုကဖောင်းတာများဖောင်းတာကြိုက်တယ်ဆိုများထားပေါ့အဖောင်းများကြိုက်ရင်ဖောင်းဟိုအပားစားလေးတွေပါလေဆိုနည်းနည်းဖောင်းတာပိုးများတာကြိုက်တယ်ဆိုများထားပေါ့နော်ဒါတော့ကျွန်တော်လက်မနဲ့ဆိုရင်တစ်ဖက်ဒီဘက်ကနေကိုကတခါတည်းဒါအောင်ညှက်ထုတ်လို့ပြီးတော့တက်အစားထိုးမယ်ဆိုရင်လည်းရရနော်ဒီမြင်းဆောင်လေးတိုင်းညှက်ထုတ်လို့ပြီးတော့6လက်မအစားထိုးလည်းရတယ်အဲ့တော့ကျွန်တော်ပခုံးသားမှာပို့ပြီးတော့ညှက်မထုတ်ထားပဲနဲ့အတိုင်းထားတာမျိုးဒီမြင်းတိုင်းညှက်လိုက်လို့ရတယ်ဒါနဲ့ဝါဆက်မယ်ဆိုဒိုင်းဘရိုင်းမဆက်နဲ့နော်ဘရိုင်းဆက်မြင်းတွေလွဲသွားမှာဆိုလို့ဒီမြင်းလေးပခုံးမြင်းကိုခုနပခုံးအစားနှစ်ဖြည့်မြင်းလေးကိုရှည်လေးပြန်ဆွဲလိုက်အဲ့ဆိုရင်ဒီမြင်းတစ်ခုပြန်စုံလိုက်လို့ရတယ်ရှည်ချမ်းရောနောက်ချမ်းအဲ့လိုရှည်လေးဆွဲထားတော့ဒီမြင်းတစ်ခုကပြန်စုံလိုက်တော့မြင်းတွေပါလွဲမှမပူရတော့ဘူးနော်အဲ့ဆိုတော့အပေါ်ရောအောက်ရောညှို့ချိုးလေးနဲ့ရှုံဖောင်းလိုက်လှပါဒီနည်းလေးနဲ့ချုပ်ကြည့်လိုက်ရန်ဝတ်ကောင်းတယ်ဒီလိုလက်လေးယူပါလေးပြီးပြီဆိုရင်ဒီမြင်းလေးတွေဆက်ဆွဲလိုက်နော်ဒီမြင်းလေးတွေဆက်ဆွဲခုနကတော့လက်အရှိယူထားတဲ့မြင်းကိုဆက်ဆွဲလိုက်နော်အဲ့လိုရန်ဆက်လိုက်ဒီလေဘင်းကိုဆိုလေခုနလေဘင်းကပေါ့ပခုံးမြင်းကနေပြီးတော့လက်မဝင်ထားတဲ့အမဒီလိုဆွဲလိုက်အဲ့လိုဆွဲပြီးပြီဆိုရင်ကိုကအပေါ်မှာအိုင်စာလေးတွေအောက်မှာလည်းအိုင်စာလေးတွေထည့်ခြင်းလေဆိုရင်အောက်ကိုကျတော့တက်လက်မလောက်အပေါ်ကိုကျတော့6စိတ်လောက်ပေါ့နော်အများကြီးမဟုတ်ဘူးပေါ့ရတော့နည်းနည်းရှော့ထည့်လိုက်ကိုအရင်ဖောင်းကြောကြီးဆိုရင်လည်းကြိုက်တယ်ဆိုလည်းဖောင်းကြောကြီးလုပ်လိုက်လို့ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ပုံမှန်6စိတ်လောက်ပဲအပေါ်ပါဖြစ်တာမလို့နော်ဒီအလဲမှာဒီကနေပြီးတော့ဒီဟာနဲ့ကို3လက်မဒီဘက်ကနေဒီဘက်3လက်မစုပေါင်း6လက်မအဲ6လက်မရဲ့အလဲကညင်းကနေပြီးတော့ဒီဘက်ကို6စိတ်ဒီအောက်ပိုင်းဆိုလဲအောက်ပိုင်းကိုလည်း1လက်မအဲ့လိုလုပ်ပြီးတော့ဘေးကကျတော့သူ့မူရင်းအရှိတိုင်းပဲနော်အဲ့ဒီလေမှာလာပြီးတော့ဒီကပ်လေးနဲ့လိုက်တင်လေးဝိုက်တာပေါ့အောက်ဘက်အဲ့လိုပဲဒီမှာမူရင်းအရှိကနေပြီးတော့ဒီလိုလေးကပ်လေးနဲ့ပြေးလေးဝိုက်ပေါ့နော်အဲ့လိုလေးပြေးလေးဝိုက်ပြီးဆိုရင်ညှက်ထုတ်လို့ရပြီနော်ညှက်ထုတ်ရပြီဆိုရင်ဒါလက်လေးတွေပါလေးတွေခါလေးပြပြီနော်ခဏလေးကျွန်တော်ရက်အဲ့ဒါဒီမှာညှက်ထုတ်ပြမယ်နော်
နောက်ကျတော့ပခုံးမြော့တွေပါလေဘယ်လောက်ထည့်မလို့ဆိုတော့ခုနကတော့ပြောဖို့ကြံသွားရနော်အဲ့ပခုံးမြော့ရလေဒီမှာခုနဖောင်းစာမထားခင်တော့အဖြေကိုတိုင်းထားလိုက်အဲ့ဒါဆိုရင်သူ့ပခုံးကအဖြေကိုအရှိချမ်းနဲ့နောက်ချမ်းနဲ့အဆက်ကိုနော်အဲ့လိုလေးတိုင်းထားလိုက်ကျွန်တော်ပြန်ပြီးတော့ပြပါအောင်အဲ့လိုလေးတိုင်းထားလိုက်တယ်ဆိုရင်သူ့ရဲ့အရှိထဲတလက်မလောက်ရှော့ထားရင်မြော့ထားလို့အဲ့လိုဟောဖြစ်လို့ရရင်နော်ဒါဆိုရင်အရှိချမ်းနောက်ကျမှဒါနဲ့ညက်ထုတ်လိုက်ပေါ့ဒါလေးတွေကရှည်ချမ်းနောက်ကျတော့တောက်ကကိုက white တောက်ကြိုက်တယ်ဆိုလဲတောက်တွေထပ်ပြီးပြီဆိုမှ white တောက်တုံးပေါ့ white တောက်မဟုတ်ဘဲနဲ့ဒီတိုင်းလေးပဲကြိုက်တယ်ဆိုလဲအတိုင်းလေးထားလိုက်လို့ရတယ်ဒီမှာသူ့ပခုံးပြုတ်ဘယ်လောက်ထည့်မလို့ဆိုဒီမှာတွန်းစာကိုအတိုင်းမှဟိုမှာဖြစ်ပဲနဲ့ဒီလိုသူ့အောင်ခောက်လိုက်ပြီးတော့ဒီလိုလေးတိုင်းလိုက်သူ့ပခုံးဒီအဆက်နဲ့ဒီနောက်ချမ်းရအဆက်နဲ့စားထုတ်ထားတဲ့အဆက်နော်ဒီအမလေးတွေတွေ့လားဒီဟာနေပြီးတော့ဒီကိုဘယ်လောက်ရှိလုံးတိုင်းကြည့်လိုက်ဒါဆိုရင်18စင်တီမီတာနဲ့18စင်တီမီတာအဲ့လောက်ရှိရနော်16ကျော်18နီးပါးလောက်ပေါ့နော်အဲ့ဆိုရင်သူ့ထက်လက်မနဲ့ဆိုရင်တစ်လက်မလောက်ဟောဖြစ်လိုက်ဒါကတော့စင်တီမီတာနဲ့တိုင်းကြတာဆိုတော့ကျတော့စင်တီမီတာနဲ့ 2.5 စင်တီမီတာရှော့လိုက်ပေါ့နော်အဲ့ပြီးပြီဆိုဒီမှာပြန်ဖြန့်ပြီးတော့ညှက်လိုက်သူအရှိတဲ့တလက်မရှော့ခိုင်းတာနော်အဲ့မှာသူကမြော်ဆွဲအားနဲ့ဆိုရင်ဝေးရကွက်တီအနေထားပြီးမှာဒါဆိုအရှိတိုင်ဝါထဲမယ်ဆိုရင်ဒါပခုံးလေးအောက်ကျတာတွေပါဖြစ်တယ်လို့ဒီမှာဒါဆိုလက်ပတန်လေးပြီးသွားရပါတယ်ဒါလေးလက်ဒါကရှေ့ချမ်းလက်ရှေ့ချမ်းချမ်းရဒီတိုင်းလေးဆက်မယ်ဆိုရင်ဒီတိုင်းလေးဒီဟာနဲ့ဒီလာတွဲလိုက်တော့ကွက်တီလေးအဲ့ဆိုကျသွားနော်နောက်ချမ်းဆိုရင်လည်းဒီဟာနဲ့သူအဲ့လိုလေးပဲနောက်ချမ်းကြရလဲကုတ်စာတွေပါတက်နောက်ကျမှညှက်လေးရနောက်ကျဒီဟာလေးစားဖို့ထက်ကြံနေနောက်ချမ်းမှလည်းမဟအောင်လို့ဆိုပြီးတော့ပုံမှန်စားထားတဲ့ 1.5 တစိတ်ခွဲစားထားတဲ့ပြောနောက်ထပ်တစိတ်ခွဲထပ်စားလိုက်နော်တစိတ်ခွဲစားလိုက်ခုနအောက်ကခါးမြင်းမှာ၄စိတ်စားထားတဲ့ဟာနဲ့လာဆက်ကိုနားမလဲဘူးဆိုရင်လေမူရင်းဖိန်ဆွဲတာလက်မအစမြင့်လက်မနီးနဲ့ဆွဲထားတဲ့ဟာပြန်ပြီးတော့ကြည့်လိုက်နော်အဲ့လိုကြည့်လိုက်ပြီးတော့ပြန်ဆွဲလိုက်ဒီလေဘင်းကနေပြီးတော့အောက်ကိုနှစ်လက်မခွဲချလိုက်တယ်ကိုကနောက်ဟိုက်တာမကြောက်ဆိုနှစ်လက်မလောက်ချပေါ့နော်ဟိုကကိုကြိုက်တဲ့လောက်ချလို့ရတယ်ပုံမှန်ကတော့နှစ်လက်မခွဲလောက်ချလို့ရှိရကျွန်တော်ကတော့အဲ့ဆိုရင်နောက်ကလည်းဟာဟဲ့ဒီနဲ့ဝလို့လာဒါဆိုလည်းအဲ့လိုပဲနောက်စစ်တို့ကတော့ချုပ်မယ်ဆိုရင်ပလတ်စတစ်တက်မယ်ဆိုရင်ရင်းရှိတဲ့အဲ့လို၄စိတ်လောက်နှုတ်လိုက်အောင်နော်။အဲ့မှာပတ်ကလေးစစ်ဒီမှာနောက်ချမ်းဆိုရင်လည်းဒီနောက်ချမ်းဖြည့်လေးတိုင်းလိုလေးလာဆက်လိုက်။အဲ့ဆိုရင်အလိုပူမရှိကွက်တီလေးဖြစ်သွားမယ်နော်။ဒီမှာနောက်ချမ်းဆိုရင်နောက်ချမ်းလေးတိုင်းဒါကတော့ white ထားဆိုတော့ဆက်ပူမှဆိုတော့ဖြစ်လို့မကောင်း။ဒီမှာဒီလိုလေးဆက်ရှင်းရှင်းနဲ့အဲ့လိုလေးပဲနော်လိုဟာနဲ့လိုက်လဲဆက်လိုက်ရရှင်းရှင်းရင်ဖြတ်ဆက်ကြိုက်တယ်ဆိုလို့ဒီရင်ဖြတ်အောက်ကိုဒီလိုရင်ဖြတ်ဆက်ကြိုက်တယ်ဆိုလို့ဒီလိုဒီမြင်းလေးကိုရှည်လေးဆွဲလိုက်ရင်အောင်မြင်းလေးကိုရှည်လေးဆွဲလိုက်ပြီးတော့ဒီတောက်လေးကိုအဖြောင်လေးဆွဲလိုက်ပြီးတော့ကိုလှုပ်ချင်တဲ့ဒီဇိုင်းတိုင်းလုပ်လို့ရနော်ဒါကတော့အဓိကခုံးပြောက်လို့ပြရဆိုတော့ဒီမှာဒါတွန်းစာ6လက်မပါပြီးတာနော်ပြီးပြီဆိုရင်ရှုံမောကြတော့ခုနတိုင်းထား16.5 စင်တီမီတာနဲ့ဆိုရထားတယ်အဲ့လောက်ကို2.5လျှော့လဲပြီးတော့မြော့ထည့်ပေါ့လက်ဝါးအတိုင်းဒီလက်ဝါးကိုကြတော့လေလက်ရင်းဝါအဖြေတိုင်းဟိုမြော့ထည့်လိုက်ပေါ့သူကကြတော့မလျှော့နေပါဆိုပြီးချုပ်စားတွေပါရှိသေးလို့နော်ဒါလေးဆိုရင်ဒီလိုလေးဖြစ်သွားပါပြီဒါတွက်မယ်ဆိုရင်ချစ်စရာကောင်းတယ်ပေါ့နော်ဒီလေးအိပ်ပြီးပါပခုံးရောက်လေးရမ်းလွယ်ပါတယ်